ကဲ okay ဒီနေ့ကြတော့ content monetization ကျွန်တော်တို့ Facebook မှာ content monetization ပွင့်ဖို့အတွက်ကြတော့ဒီနောက်ပိုင်းမှာဆိုရင် content monetization တွေပေးလာပြီပေါ့နော်ပေးလာတာပွင့်လာမပွင့်လာကျွန်တော်တို့ account ထဲမှာကျွန်တော်တို့တစ်ချက်လောက်သွားဝင်စစ်ကြည့်ပါပေါ့နော်တချို့လူတွေကြတော့ပွင့်လာတချို့လူတွေကြတော့မပွင့်ဘူးဒါမှမဟုတ်ပေးကြတယ်ဒါမှပွင့်အောင်ကျွန်တော်တို့ဘယ်လိုမျိုး Facebook ကိုဘယ်လိုမျိုးအသိသားပေးမလဲဆိုတာအနေနဲ့ကျွန်တော်ပြပေးမှာပြပါတယ် okay ကျွန်တော်တို့ Facebook ကနေကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါဝင်ပြီးဆိုရင်ကျွန်တော်တို့ဒါကျွန်တော် account နဲ့ပြပေးမှာပေါ့နော်ဝင်ပြီးဆိုရင်ကျွန်တော်တို့ profile နဲ့ဝင်လာပါဒါကျွန်တော်အခုကတော့ account နဲ့ပြပေးမှာကျွန်တော် pin နဲ့ပြပေးမှာမဟုတ်ကျွန်တော်ပြရတော့ကျွန်တော်နှိပ်ထားပြီးဆိုတော့ okay ပြီးကျွန်တော်တို့ဒီလုံငောင်း delete ကိုကျွန်တော်တို့တစ်ချက်ဝင်ပါဝင်ပြီးဆိုရင်ဒီမှာ profile နေသားတယ်ဝင်ပြီးဆိုရင်ဒီမှာဝင်ငွေစာချင်းကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါနော်ဝင်ပြီးဆိုရင်အောက်မှာ switch ကြည့်ဟုတ်လားဟိုအရင်တော့ကဒီလိုမျိုးမဟုတ်အခုမှဆိုရင်ဒီလိုမျိုးပေးလာတယ်ဒီမှာဒီအောက်ဆိုတခုလိုပါလဲအကြောင်းအရာဖြစ်ငွေစာချင်းတခုအဲ့ဒီတခုမှဆိုရင်လူတိုင်းမှာပေးလာတယ်ပေါ့နော်တချို့အကောက်တွေကြတော့ပေးလာတယ်တချို့အကောက်တွေကြတော့မပေးလာဘူးအကောက်ကြီးတွေတအားကြီးတဲ့အကောက်တွေကြတော့သူမပေးဘူးဗျကျွန်တော်အကောက်ပဲအကောက်ကျဖို့လို့ဟို9000 6000စီးတဲ့အကောက်တွေမှာဆိုရင်သူမပေးသေးဘူးဒါမှမပေါ်သေးဘူးပေါ့နော်ပေးတော့ပေးမယ်ပဲနေ့ပေးမှမသိဘူးဒါမှအခုကြတော့ဒီလိုမျိုးပေးလာပြီးဆိုရင်ကျွန်တော်ငွေစာလို့ရပြီလားဆိုတာငွေစာလို့မရသေးဘူးပေါ်ရမယ်ပေါ့နော်ပေါ်ရမယ်ဆိုပြီးတော့ဒီအခုမှဆိုလို့ရှိရင်ပေါ်အောင်ကျွန်တော်တို့စာသားတင်မယ်โอเคကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ဒီမှာတွေ့လားဒီမှာဆိုရင်ဒီအပြာရောင်လေးတလုံးကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ဒီမှာစာထည့်ရမယ်တောင်းပြီးတော့သားမနှိပ်တယ်ပေါ့နော်တောင်းနှိပ်တယ်ဆိုလို့ရှိရင်စာသားထည့်ရမယ်စာမှဆိုရင်ကျွန်တော်ရဲ့ Messenger အောက်မှာကျွန်တော်ဗာလဲ link စာသားကျွန်တော်ထည့်ထားပေးမယ်နော်โอเคဒီနောက်မှဆိုရင်စာဒီလိုစာထည့်လိုက်နော်ဒါသူ့ကိုသွားပြပါပြီအဲ့ဒါသူ့ကိုသွားပြီးတော့ပြောတာပေါ့ဘာညာရမနော်အင်္ဂလိပ်လိုမျိုးကျွန်တော်ဖတ်မသားโอเคဒါဆိုလို့ဆိုရင်တော့စိတ်ဝင်စားမှုကိုအသိပေးမယ်တွေ့လားအဲ့ဒါဆိုရင်ကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးဆိုရင် Facebook ပေါ်ကနေကျွန်တော်တို့Facebook ကနေကျွန်တော်တို့အသိသားပေးလိုက်ပြီအဲ့ဒါကကျွန်တော်တို့စောက်ရုပ်ပဲပေါ့နော်ဒါမှစောက်ရုပ်ပဲဘယ်အချိန်ပဲနှစ်ပေးလာမလဲဆိုတာကတော့ကျွန်တော်တို့လည်းမသိသေးဘူးပေါ့နော်ဒါဟိုပါလဲဖော်လို့9000ပြည့်တဲ့လူတွေနောက်ပေးကြလို့ဆိုရင်အဲ့ဒီလိုမျိုးဗီဒီယိုအရင်ဆွေးပြည့်တဲ့လူတွေပါဆိုရင်သူကပေးတာများပါတယ်ကျွန်တော်ဟိုဘက်အကောက်မှာဆိုလို့ဆိုရင်တော့ကျွန်တော်တင်ထားတဲ့ဒီအကောက်မှာဆိုရင်ဒါကတော့တဲ့ဘွေအကောက်ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်အကောက်အသေးပဲဖြစ်တယ်ဒါပေမဲ့ပွင့်ပေးမှာတော့ကျွန်တော်မပွင့်ပေးမှာမဟုတ်ပါဘူးဒါပေမဲ့ဟိုဘက်အကောက်ကြီးတွေမှာကျတော့ကျွန်တော်တင်ထားတာရှိတယ်โอเคဒါဆိုလို့ဆိုရင်တော့ဒီနေ့ကျတော့ဒီ Facebook အကြောင်းအရာလေးတွေပဲကျွန်တော်ပြပေးမှာဖြစ်ပါတယ်နောက်ပြီးကြလို့ဆိုရင် Facebook ကနေကျွန်တော်တို့ဖောင်ဖို့လိုမျိုးဖိရတာလဲအဲ့လိုမျိုးဒီလိုမျိုးcontent monetization ပွင့်ဖို့အတွက်ဖောင်ဖို့လိုမျိုးဖိရတာလဲတို့ဘာလို့ဆိုရင်ကျွန်တော်ပြန်လာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်โอเคကိုအကောက်ကိုပြန်ရှိပါနော်โอเคဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုပြန်တွေ့ကြမှာဖြစ်ပါတယ်